တရားရံဘာဝနာအလုတ်ကိုလာအာထုတ်ပါတဲ့အိုယောဂီနွားတသင်ငယ်တို့စပါကင်အာသာတန်၍ကာယံစီကိုချို့တိုးဝင်ခဲ့ပြီကိုတောင်သောတဇင်ချပါလို့ဝင်သမျှနွားထိုဤတခြားစီသို့ဒုက္ခိုင်မောင်းနိကြကဲကွာစီပြက်ရာပိတ်ကာတပါလို့လေသမတဇင်ကိုင်း၍တနိုင်တပိုင်းရိတ်သည်အလားလိုပါဟာဇာနမူတုယူထားလို့ငယ်ယောဂီတို့ရေပွားရှုဖို့ကောင်းယုတ်တတ္တဝေအိမ်ဖွဲ့မငြိမ်တဲ့ခန္ဓာကျိန်အလှဲ့မဟံပါလျင်ကံကြမထွေပြဟာအယုစုတိုင်အရာခိုင်အမာသစ်ထုတ်ရောက်ဝါရေသာစုတယုမံသည်မိုးလေတံဟန္တာသွေရေနံနှံအပြာပချီထားဖွဲ့ကြောခြင်းရေပါထူယံကမိုးပါလို့စံဃာဆိုစိတ်တဝိညာဉ်ဩဃာသမြေတိုင်ခွင်မှာအိုင်လျင်ကြာတိုးလိမ့်ချအမျိုးပိုး80မှာယိုမြစ်တွယ်လာစနဝုလေကြံလာလျင်ဝေယံကမှောင်ကျိုးလိမ့်လေဖယားတရားသံဃာအဖြစ်သုံးပါးယရဏကိုယ်ွယ်ပါလျင်စင်ဝါလပစီစဉ်ရ၍ယတဂုံတွေပြန့်နှံ့နေ၏သံပေတတိမြတ်ကဝိဟုဉာဏ်ရှိဖြစ်လာလူတကာကခြေတခံရနတ်တို့ကလည်းမဆလိုလိုက်ရောက်ရာ၌ပင်လိုက်လဲပူဇာမိတ်ကလျာတို့မေတ္တာအင်အားမပြတ်ပြသည်ရှစ်ပါးကောင်းကျိုးရမည်သောပူဇော်ခံရထလပညာနတ်များလိုလိုက်ရောက်ဆိုင်ဘောကသူချစ်ခံရစင်လာရွှေဝါမိတ်မပြတ်ဂုံတက်